အခုမြင်တွေ့နေရတဲ့စီဒီဟာဆိုလို့ရှိရင်တော့ဦးအောင်စီရမင်းကထိုင်းနိုင်ငံကိုသိမ်းပိုက်ခဲ့စဉ်ကထိုင်းနိုင်ငံမဲဆောက်မြို့မှာတည်ထားကိုယ်ဝယ်ခဲ့တဲ့စီဒီတစုပဲဖြစ်တဲ့ဒီစီဒီဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံမဲဆောက်မြို့ဟုံဖိုင်ကြီးရွာအနီးဟုံဖိုင်စီရဲ့တောင်ပေါ်မှာတည်ရှိနေတာပဲဖြစ်ပါတယ်စီရဲ့ပြည်မှာဆိုလို့ရှိရင်တော့အခုလိုရေပြင်ကြဲကြဲကြီးနဲ့တောင်တန်းစင်စင်ကြီးကိုလည်းတခါတည်းတွေ့မြင်ရတာဖြစ်တဲ့ဒီစီဒီနားကိုရောက်တဲ့အခါမှာအခုလိုလွန်မောစီယာရှုခင်းနေတဲ့အတူမြန်မာနိုင်ငံကြီးကိုလည်းလွန်ဆွတ်တန်းတာနေမိတယ်ဦးအောင်စီရကိုလည်းဒီအချိန်မှသာရှိခဲ့မနေကောင်းမှာပဲဆိုတဲ့အတွေ့အကြုံကတော့စိတ်ထဲဝင်လာနေမိပါတယ်ဒီစေရီပြင်ရဲ့ဘောင်ပေါ်မှာဆိုလို့ရှိရင်ညနေပိုင်းမှာမြန်မာရှိပြန်အလုပ်သမားများနဲ့တခြားသောနိုင်ငံသားများထိုင်းနိုင်ငံသားများပါလာပြီးတော့မှလန်လျှောက်ရေးဇီဒီကိုကူးညွှန်နေရတာကိုလည်းနေ့စဉ်တွေ့မြင်နေရတာဖြစ်တယ်ဒီစေရီဟာဆိုလို့ရှိရင်နှစ်ပေါင်းကလည်းအရင်ကြာခဲ့ပြီးဇီဒီပေါ်မှာဆိုလို့ရှိရင်လည်းမြန်မာဘုံကြီးတွေတာမကထိုင်းဘုံကြီးတွေပါတရင်သုံးနေရယခုချိန်ကြီးရှိနေပါသေးတယ်အခုကဆိုလို့ရှိရင်တစားဝန်းလာပြီးနေညမှာဇီဒီကိုစီမီထုံကြီးကိုကိုွေထားတာပဲဖြစ်ပါတယ်ဇီဒီရဲ့ပရုံတွင်းမှာဆိုလို့ရှိရင်လည်းရှေ့ဟောင်းကြတဲ့မြန်မာလက်ရဖျားစင်းနူတော်တွေကိုလည်းကိုကိုွေထားတာကိုတွေ့မြင်ရပါတယ်။နောက်ပိုင်းကျရင်တော့တတိချာလေးဇီဒီကိုသွားပြီးတော့မှတော့ရိုက်ပြီးပါမယ်ခင်ဗျာ။အခုကတော့ဒီလောက်ပါပဲ။